ကဲမျိုးတွေကျွန်တော်တူးလိုက်တာပထမဒီတစ်လုံးရတယ်ပေါ့နော်ရပြီးတော့နောက်ထပ်ဒီလက်စွပ်လေးပေါ့လက်စွပ်လေးဒီမှာသူစိန်လားပါလည်းမသိဘူးအဲ့မှာကုတ်ထားတေးသေးလေးကုတ်ထားတယ်ပေါ့နော်ကုတ်ပြီးတော့နောက်ထပ်ကျွန်တော်ဒီလုံးတစ်လုံးထည့်ရတယ်အစိမ်းလေးပေါ့နော်အစိမ်းရိုက်ပြီးတော့ဒီကောင်တစ်လုံးထည့်ရတယ်ပေါ့နော်အားလုံးပေါင်းလုံး3လုံးနဲ့လက်စွပ်ကတခွင်းရတယ်ပေါ့နော်ဟဲ့ကျွန်တော်ကတော့ထောပြီးမျိုးလို့ဒီမှာဒီကောင်လေးဆိုရင်တော်တော်လှတာပေါ့နော်ဒီကောင်လေးလည်းလှတာပဲပေါ့နော်ဒီကောင်လေးကတော့တိတ်တော့သူကတော့တိတ်တော့အယောင်ကတော့တိတ်မလောက်ပေါ့နော်အယောင်ကတော့တိတ်မလောက်သူကတော့အယောင်တိတ်မလောက်အလှတာတော့ဒီနှလုံးတော်တော်လှတယ်ပေါ့ဒီကောင်ဆိုစိမ့်တာပဲပေါ့နော်ဒီကောင်ကဘယ်လိုခေါ်လဲတော့မသိဘူးပေါ့နော်ကျွန်တော်မမြင်ဘူးပေါ့နော်ဘယ်လိုခေါ်လဲပေါ့နော်မဒီလက်ဆိုလေးဆိုမရှိကြောက်မကြကြောက်အဲကြောက်လေးသူအပေါ်ကနေစီထားတာပေါ့နော်ကြောက်တော့မဟုတ်ပေါ့စိန်ပုံစံမျိုးလေးတွေစီထားတာပေါ့နော်စိန်ပုံစံမျိုးလေးတွေဟာဒီကောင်တော့အယောင်သွေးသိမ့်မလှတာဒီကောင်တော်တော်လှတယ်ပေါ့နော်ဒီကောင်တော်တော်လှတယ်နောက်ကဒီကောင်လှတယ်အထဲမှာဆိုတော့တော်တော်လှတယ်ပေါ့နော်အထဲမှာဆိုလဲဒီကောင်ပါအထဲမှာဆိုဒီကျွန်တော်တို့ဟိုမီးထိုးပေါက်တယ်သူများပြောလို့ရေမီးထိုးပေါက်တယ်အဲ့စတိုင်မျိုးပေါ်တယ်ပေါ့နော်ဒီကောင်လေးကကျွန်တော်တော်တော်သဘောကျတယ်ပေါ့နော်ဒီကောင်လေးကိုကောင်လေးမကြတော်တော်လှရတော့ဒီကောင်တော့မျိုးလေးတော်တော်လှတယ်ဒါဘာလို့ခေါ်လဲမျိုးလေးကျွန်တော်တော့မသိဘူးကျွန်တော်ဆက်တူးနေပေါ့နော်ဆက်တူးနေဒီမြောင်းလဲပြီးရောပေါ့နော်မကျွန်တော်တူးတာပြီးပြီပေါ့နော်ပြီးပြီညနေ9:00နာရီလည်းထိုးပြီး4:00နာရီကျော်လောက်မှကျွန်တော်ရတယ်ပေါ့နော်ရရကျွန်တော်မြောင်းတူးတာတော့ပြီးသွားပြီပေါ့မြောင်းတော့တူးတာပြီးသွားပြီဟို့မှာမြောင်းအရှိနေတဲ့ရှိမို့ကျွန်တော်တူးတာတော့မြေကြီးတွေဆိုတဲ့မှာလဲတာမို့သူရတာကျွန်တော်ဒီပင်ချင်းရပေါ့နော်ဒီပင်လေးချင်းရကျွန်တော်ရဟဲ့ပင်လေးချင်းရတယ်ရောရတာပေါ့နော်ဒီနားလေးကနေရိုက်တော့ဒီကနေတော့ကျွန်တော်တရောင်ကျော်လောက်ပဲတရောင်ကျော်လောက်လေးမှာအဲ့တလုံးစီပြန်တွေ့တာပေါ့နော်ပြန်ကျွဲသားတာလားဘယ်လိုလဲတော့မသိဘူးပေါ့နော်တော်တော်လေးလှတယ်ပေါ့နော်ဒီခေါင်းလေးတော်တော်လေးလှတယ်ပေါ့နော်ဒီလက်စွပ်လေးဆိုရင်လည်းကျွန်တော်တို့စိန်စီသားသလိုပဲပေါ့နော်စိန်လေးစီတာအပွင့်လေးတေးသေးလေးနေပေါ့နော်တော်တော်လေးမှလှပါတယ်လို့လွယ်ဖြစ်မိုးတရားလိုင်းပေါ်မှာတိတက်ကျွမ်းဝင်တဲ့သူတွေရှိနေတယ်ကျွန်တော်ကောမမှာရေးပြီးသွားလို့ရတယ်နော်တော်တော်လေးမှတော်တော်လေးတော့လှတယ်မျိုးလေဒီကောင်ဆိုလှတယ်ကွာမဒီကောင်လေးဆိုတော့လှတယ်ပေါ့နော်တော်တော်လေးမှလှတယ်ဟဲ့ကောင်လေးဟုတ်ကြစိမ့်ရတော့အထဲမှာအယောင်တော့ပေါက်နေတော့အယောင်တော့ပေါက်နေညာဒီကောင်လေးဆိုချင်းတကယ်လှတာနော်ဒီကောင်လေးကကျွန်တော်တိတ်မကြိုက်ဘူး तू ကတိတ်မလှဘူးနော်အဲမှာဒီမှာဆိုရင် तू ကကြောက်လေးကိုထားတော့မှဘွက်တွေပေတော့တိတ်မတွေ့ရဘူးနော်ဘွက်ပေတော့တိတ်မတွေ့ရအောင်ဘွက်လေးပေတော့နောက်နေ့မှကျွန်တော်ရေဆေးတော့တေချာပြမယ်ပေါ့နော်ရေဆေးတေချာပြမယ်လွယ်ဖြစ်ကျွန်တော်ကတော့ခိုင်သွားပြီပေါ့နော်မျိုးတွေတော်တော်လှနော်တော်တော်လှသူလေးလှတယ်ကျွန်တော်လည်းမှအလောက်တက်တော့အလောက်တော့မလောက်ပါဘူးမျိုးတွေအလောက်တာမဟုတ်သူ့တူးရင်းနဲ့ရှာရင်းနဲ့လောက်ရင်းနဲ့အဲ့လိုဖြစ်သွားတာပါမနက်ကဲအလောက်တာမဟုတ်ပါဘူးနော်ထပ်ပဲတွေးလာအောင်မလားဆိုပြီးတော့ကျွန်တော်တူးရင်းနဲ့ဒါရဲဒီကောင်လေးရင်တွေးတယ်တွေးပြီးတော့ဒီကောင်လေးတွေးတယ်တွေ့ပြီးတော့သူတွေ့တယ်ပြီးတော့ဒီကောင်နောက်ပိတ်ဆုံးတွေ့တယ်ပေါ့နော်အားလုံးပဲနော်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေ့ရင်လည်း share ပေးသွားကြပါသိတဲ့ဆရာကြီးရှိရင်လည်းဒါဘာလေးတွေလဲဆိုတာပေါ့နော်ဒီကောင်တော့ထားလိုက်ပါတော့ဒါပထမများပေါ့နော်ဒီကောင်တော့ဒါဘာလဲပေါ့နော်ဒီကောင်လေးတော်လှတယ်ပေါ့နော်ဒီကောင်ကဘာလေးလဲပေါ့နော်ဒါကတော့ဒီသူကတော့ဒီမှာတော့ကိုးစားကွတ်ထားတယ်ပေါ့နော်မြေကြီးနေဆိုတော့ကြာပြီဆိုတော့လေဘရောကဘာထဲရလဲမသိဘူးပေါ့နော်သိတဲ့လူမျိုးရှိရင်လည်းကျွန်တော်ကောမမှာရေးပြီးသွားလို့ရတယ်လို့နော်အားလုံးပဲဒီလောက်ပါပဲခင်ဗျာ